Okay ပါအားလုံးပဲမင်္ဂလာပါကျွန်တော် NSD English Base ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ဒီစာကြောင်းလေးကျွန်တော်ရေးပြမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကျွန်တော်ရဲ့ page ကို like and follow လုပ်ဖို့ကျွန်တော်တောင်းဆိုပါတယ်ကဲကျွန်တော်ဒီနေ့ဘာလို့မဟုတ်ဒီစာကြောင်းလေးကျွန်တော်ရေးပြချင်တာဖြစ်ပါတယ်ကဲ no matter ကိစ္စမရှိပါဘူးနော်ကဲဆိုကြပါစို့မင်းပညာဘယ်လောက်တတ်နေပါစေကိစ္စမရှိပါဘူးအကယ်၍ငွေရှာနည်းကိုမသိရင်ဘဝအခက်အခဲတစ်ခုဖြစ်လိမ့်မယ်Okay အဲ့ဒီစာကြောင်းကျွန်တော်ရေးမယ်ဆိုလို့ရှိရင်no matter နေစမှာနော်ဟိုကြလိုက်ရှာနေအဲ့ဆို no matter ပညာတွေဘယ်လောက်ပဲတက်နေပါလိမ့်မယ်နော်အဲ့ဆိုရင် how good your education is how good your education is. ဒီမှာကျတော့ main ပညာတွေဘယ်လောက်ပဲတက်နေပါလဲကျွန်တော်တို့ how good your education is no matter how good your education is main ပညာတွေဘယ်လောက်ပဲတက်နေပါလဲအကယ်၍ငွေရှာနည်းကိုမသိလို့ရှင်ဘဝအခက်အခဲတစ်ခုဖြစ်လိမ့်မယ်ဆိုရင် your life will be a struggle. အခက်အခဲတစ်ခု a struggle ဆိုအခက်အခဲတစ်ခုနော် Your life will be a struggle if you don't know မင်းမသိဘူးဆိုလို့ရှိရင် if you don't know ဘာနည်းကိုမသိဘူးဆိုလို့ရှိရင်ပတ်စံရှာနေဆို how to make money how to make money. Okay. No matter how good your education is, your life will be a struggle if you don't know how to make money. ဟုတ်ပါတယ်ဒီလိုရေးရဖြစ်ပါတယ်။ Okay နောက်တစ်ခုကြည့်အောင်။မင်းပါမီဘလောက်ပဲထူးခြားနေပါစေကိစ္စမရှိပါဘူးတဲ့အကယ်၍မင်းမကြိုးစားလို့ကြာရှုံးပါပဲ။ Okay ဆိုရပါလားဆိုရင် no matter how talented you are. How talented မင်းဘလောက်ပဲပါရမီထူးချွန်နေပါလေနော်မင်းဘလောက်ပဲထူးချွန်နေပါလေပင်ကိုပါရမီဘလောက်ပဲကောင်းပါလေမင်းမကြိုးစားရင်ကြာရှုံးမှာပဲဆိုလို့ရှင် well fail if you do not try hard. Do not try hard. မင်းမကြိုးစားဘူးဆိုလို့ရှင်တော့မင်းကြာရှုံးမှာပဲမင်းပေါ့မင်းဘယ်လောက်ပဲပါရမီထူးခြားနေပါစေကိစ္စမရှိပါဘူးเนาะကဲကျွန်တော်ဒီနေ့ရှင်းပြချင်တာ no matter လေးကိုကျွန်တော် website အခြေကနေပြီးတော့ကျွန်တော်ရေးပြီးတော့စာကြောင်းလေးကျွန်တော်ရေးပြချင်တာဖြစ်ပါတယ်ကဲအကျိုးစုံတစ်ခုရှိရဆိုရင်ကျွန်တော် page ကို like and follow လုပ်ပေးဖို့ကျွန်တော်တောင်းဆိုပါတယ်Thanks for watching. See you in the next video.